တာဆရာကရေးဖွင့်နေစတာနဲ့အပြစ်မငြင်းဆိုတဲ့အချင်းလေးကိုဒီဆိုပေးဖို့အတွက်ဝိုင်းစုခံတဲ့ကိုဖိတ်ခေါ်ပါရရှင်။